မိတ်ဆက်တာလေအန္တရာယ်တွေးတယ်ဒါကြောင့်များဒီလိုများကဝိသီစိတ်သာဩဒိသတိနောက်ရမနာကျောင်းရတဲ့သူညာရီကညာပိုင်းညာရီကအဲဒီပေအောင်အတူဖိတ်တာရောက်တာတဲ့ဘာမှလည်းဒီကဲဘုရားတော်ယူပြီးတော့သူစိတ်တဲ့ဘယ်လိုဖြစ်လာလို့ဆိုတော့ဒီလိုသူလိုက်တာဒီနေ့ကတော့အလိုဝဲကြီးကလည်းအားကျလို့လိုလိုရတယ်ဒီကြတဲ့ညာဒီလေးနဲ့အဲ့ဒါနဲ့နေနေမှတော့မရောနိုင်လေလူတို့ရှိတဲ့အတိုင်းအတာနဲ့ဘယ်လိုလဲဒီမှာအားကြသူရဲ့တရားရလေးနဲ့သက်သာကြီးသာတဲ့သောတာတော်ကြီးရဲ့အကျက်ပဲအကျက်ကိုวัดนี้เยอะ ကိုယ်မျိုးတို့တဲ့ရတို့ကိုယ်မဲ့ပုဂ္ဂိုလ်ဒါတို့မျိုးဘုရားဒါတို့ညာဒါတို့ရွာကိုတော်မျိုးသိရတယ်အဲ့ဒါတွေကိုဒီလိုကြည့်လိုက်တော့မပြောနေဘူးဒါလည်းတော့ဘုရားနဲ့ကိုယ်ရောညီသွားမှာကြောက်အဲ့ဒါအလိုလိုဒီလိုတဲ့သာနာဘုံနဲ့အာရုံပြုနေတာဒါတော့အာရုံပြုနေတာဒီလိုဟာမလေးနာမျက်နှာနဲ့ဖြစ်တယ်ဒုဝမျိုးမှာဒုစရဆိုတာမဟုတ်ဘူးဟုတ်မယ်အဲ့ဒါလေးကိုကြားဝိသုဒ္ဓိနဲ့ဒီလိုဒီတရားဒါနဲ့ရတော့ဒီသံသမာဓိကိုဘောဓတာဓမ္မသံဃာရတော့ပြန်တော့ဒါအာရမရာရောရတော့ဘုရားပြန်ဟုတ်တယ်ဟုတ်တယ်တော်မင်းနာတော်တော်ဒီတော့တော်မင်းနာဟုတ်တယ်သေရမမနာရိတေအာဟုသာနာသာသာဒိဋ္ဌိဝိသင်္တေသာဩရိယံဒေါမနဘာစေအာဟုသောတရားအာနာနာပိစေနာဓမ္မယောအတ္တလေးပြောင်းလေးခြင်းမဟုတ်ဘုရားရှင်တော်တော်များကအဲ့ဒီလိုနှလုံးသွင်းခြင်းအဲ့ဒီလိုနှလုံးသွင်းခြင်းလေးကုသလကိစ္စတော်ဒုက္ခအားလုံးအနေကြောင့်ဒုက္ခအနတ္တရဲ့လို့နှလုံးသွင်းပြီးတော့ခြင်းဧသာရဲ့